ဖြစ်ညက်တရားကြားနိုင်ဘလို့ရေးထားလဲတဲ့သင်ဘလို့ဖတ်ရလဲ How to read the Bible နှုတ်ကပတ်တော်ကိုဘလို့ဖတ်လဲဆိုတဲ့ဟာကအရေးကြီးတဲ့မေခွန်းတစ်ခုပါကျွန်တော်အားလုံးကကောင်းရမွန်ရာကိုရောက်ချင်ကြတယ်သာရအသက်ကိုရကျင်တယ်အဲ့ဒီသာရအသက်ကိုရဖို့အတွက်ကျမ်းစာကဘာပြောလဲဆိုတာထက်ဒါတွေကိုလည်းကျွန်တော်သိပါတယ်ကျမ်းစာကဒါတွေပြောမယ်ဆိုတာကောင်းတာတွေပဲပြောမှာကောင်းတာတွေပဲလုပ်ခိုင်းမှာမကောင်းတာတွေရှောင်ခိုင်းမှာဒါပေမဲ့နောက်တစ်ဆင့်သခင်ဘုရားကတတိပေးတဲ့အချက်ကအဲဒီနှုတ်ကပတ်တော်ကိုသင်ဘလို့စိတ်နေစိတ်ထားနဲ့ဖတ်တာလဲသင်ဘာအတွက်ဖတ်တာလဲအဲ့ဒီဟာကအရေးကြီးပါတယ်ထိုနည်းတူစွာပဲကျွန်တော်တို့ရဲ့လုပ်ရတိုင်းဟာသင်ဘာလုပ်လဲဆိုတာထက်အဲ့ဒီလုပ်တဲ့အလုပ်ကိုသင်ဘလို့စိတ်ထားနဲ့လုပ်တာလဲဒါကြောင့်ကောင်းတဲ့အရာတွေကိုလုပ်တဲ့အခါမှာကျွန်တော်တို့ကလုပ်ပုံလုပ်နည်းစိတ်နေစိတ်ထားမြည်တို့မြည်ပုံပြုလုပ်လဲဆိုတာကပို၍အရေးပါနေပါတယ်။ဒါကြောင့်ဒီမှာမေးတဲ့မေးခွန်းကလည်းကောင်းတဲ့မေးခွန်းပါပဲ။သို့တော့အတွင်းစိတ်ကကောက်ကျစ်တယ်။စမ်းသပ်လို့သောစိတ်နဲ့ဘုရားရှင်ကိုမေးတာပါ။ကျွန်တော်တို့ဘုရားနဲ့ဆက်ဆံတဲ့အခါမှာနှုတ်ကပတ်တော်ကိုဖတ်တဲ့အခါမှာဘယ်လိုရည်ရွယ်ချက်မျိုးနဲ့လဲ။ Open and sincere ပွင့်လင်းတဲ့စိတ်နဲ့စိတ်ထားရိုးစင်းတဲ့စိတ်ထားနဲ့နှုတ်ကပတ်တော်ကိုဖတ်ပါဖခင်ရဲ့အပံကိုနားထောင်ပါအဲဒီလိုပြုတဲ့အခါမှာကျွန်တော်တို့သာရအသက်ကိုရဖို့အတွက်လမ်းပွင့်လာပါလိမ့်မယ်။ဘာဖြစ်လို့လဲဖတ်ရှုတဲ့အခါမှာကျွန်တော်တို့ရဲ့အတွင်းစိတ်နှလုံးသားထဲမှာမျက်နှိုးသောစိတ်ထွေးပိုက်လိုတဲ့စိတ်တကယ်ကိုလိုလိုလားလားနဲ့နားထောင်ခြင်းတဲ့စိတ်နဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုဖတ်တဲ့အခါမှာ action ဆိုတာပါလာတယ်။ဒါကြောင့်နားထောင်ခြင်းမှာ attentive and တကယ်ကိုဂရုတစိုက်နဲ့အာယုံစိုက်နားထောင်တယ်ဆိုတော့နားထောင်ခြင်းကကျွန်တော်တို့ကိုအပြုအမူပါလှုပ်ဆောင်ဖို့အတွက်တွန်းအားပေးသလိုဖိတ်ခေါ်နေပါတယ်။ဒါကြောင့်ကျွန်တော်တကယ်နားထောင်လာပြီဆိုတဲ့ပုံကတကယ်လက်တွေ့မှာကျင့်ကြံအားထုတ်လာပါတယ်။ဒါကြောင့်တမန်ကာရှံကာနဲ့အာယုံမစိုက်ဖဲနားထောင်ခြင်းမျိုးမဖြစ်စေဘူး။ကျွန်တော်တို့ဘလို့နှုတ်ကပတ်တော်ကိုဖတ်နေပါလေ။ဒုတိယအချက်ကကျမ်းစာရဲ့အဆုံးပိုင်းမှာ Go and do likewise သင်လည်းသွားပါထို့နည်းတူပြုလော့ဒီကျမ်းတက်ဆရာလေးကကျမ်းစာကိုသိတယ်ဒါပေမဲ့ဖတ်ပုံဖတ်နည်းကပုံစံမကျတာကိုသခင်ဘုရားကသိတဲ့အခါမှာသူကမေးလာတယ်ကိုတော့နီးစပ်သူကိုချစ်ရမယ်ဆိုတာဟုတ်ပြီနီးစပ်တဲ့သူဆိုတာဘာသူလဲ Who is my neighbor Fratelli Tutti ဆိုတဲ့စာကြောလာကိုရေးသွားတဲ့ယဟန်မင်းကြီးပုပ်ဖရန်စစ်က Universal Brotherhood အိမ်နီးနားချင်းနီးစပ်တဲ့သူဆိုတာကဘာမှစီယိုးတွေတိုင်းတွေမရှိတဲ့အကာအယံမဲ့နေသောကြီးမားတဲ့နှလုံးသားနဲ့လူသားအားလုံးကိုပေါင်းသင်းဆက်ဆံတတ်ဖို့ခရိယန်တရားတော်ကဖိတ်ခေါ်တယ်ခရစ်တော်ကဖိတ်ခေါ်တယ်ဒီကနေ့မှာနီးစပ်တဲ့သူဘာလို့လဲလို့မေးလာတာကအကြောင်းရှိတယ်ဂျူးတွေအတွက်မိမိနဲ့နီးစပ်တဲ့သူမိမိနဲ့ဂုံရည်တူတဲ့သူမိမိနဲ့စီးပွားပြိုင်လုတ်ဖို့ကင်ဘက်အဲ့ဒီလိုပုံကိုအလွာတူတဲ့သူအချင်းချင်းပဲကိုယ့်ရဲ့နီးစပ်တဲ့သူကိုယ့်ဘာသာမတူလူမျိုးမတူအခြားသောဆိုတဲ့စကားလုံးကိုသုံးလာပြီဆိုရင်ဒါဟာကျွန်တော်တို့မိသားစုထဲမှာနီးစပ်သူထဲမှာစင်ရင်မပါတော့ exclusive ဒါကြောင့်စီယိုခတ်ထားတယ်အုတ်တိုင်းနေရှိနေတယ်ဒီကိုယ့်ရဲ့ inner cycle ဒီအတွင်းမိသားစုလောက်ပဲနီးစပ်တဲ့သူဖြစ်တယ်လို့သတ်မှတ်ထားတဲ့အတွက်ကြောင့်နီးစပ်တဲ့သူကဘာတူလဲအဲ့တော့သခင်ဖျားကပုံဥပမာလေးကိုရှင်းပြတယ်ပြောပြတယ်အဲ့ဒီထဲမှာတဏှာကရုဏာတက်ရောက်တဲ့သူကနီးစပ်တဲ့သူပါ
အဲ့တော့ကျွန်တော်တို့အားလုံးဘာသာမတူလို့လူမျိုးမတူလို့စကားမတူလို့ယဉ်ကျေးမှုမတူလို့ကိုမိသားစုမဟုတ်လို့ဆိုတော့ပုဂ္ဂိုလ်တွေအပေါ်မှာဘယ်လိုပေါင်းသင်းဆက်ဆံလဲဒီနေ့ဘုရားရှင်ကကောင်းတဲ့ဒီဆာမာရီတန်အမျိုးသားဟာတခြားသူမဟုတ်ပါဘူးသခင်ဘုရားကိုယ်တိုင်ပဲဖြစ်ပါတယ်ဝေဒနာခံစားတဲ့ပုဂ္ဂိုလ်ဟာဘာလို့လဲသူကိုယ်တိုင်ပဲဖြစ်ပါတယ်နောက်တော့ကြောင့်ပြုစုတဲ့သူနဲ့ဒဏ်ရာရတဲ့သူဟာတစ်ထပ်တည်းဖြစ်နေတာကိုဒီကနေ့ကျမ်းစာကထောက်ပြနေပါတယ်သခင်ဘုရားဟာဒုက္ခတွေရဲ့ဘဝထဲမှာရှိနေသလိုအဲဒီဒုက္ခဝေဒနာတွေကိုကုသပေးတဲ့ပုဂ္ဂိုလ်ဟာလည်းသခင်ဘုရားကိုယ်တိုင်ပဲဖြစ်ပါတယ်ဒါကြောင့်ပေါလုဘဝပြောင်းသွားတဲ့အခါမှာမင်းငါကိုလိုက်လံညှင်းဆဲနေတဲ့ယေရှုပဲကျွန်တော်ရဲ့အနီးပတ်ဝန်းကျင်မှာနီးစပ်တဲ့သူတွေရဲ့ဘဝထဲမှာသခင်ဘုရားဟာဝေဒနာခံစားနေရပါတယ်သူကိုကုသတဲ့သူအဖြစ်လဲမြင်ရပါတယ်ကျွန်တော်ရဲ့ဝေဒနာတွေကိုကုစားပေးတာဘုရားကိုယ်တိုင်ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာသူ့ရဲ့နာမ၌သူ့ရဲ့ကိုယ်စားသူ့ရဲ့ခြေတွေလက်တွေမျက်လုံးတွေကရုဏာသက်စေတဲ့အပြုအမူတွေကိုပြနိုင်ဖို့အတွက်ဒီကနေ့အဲ့ဒီပုံပမာထဲမှာသင်ကြားရတဲ့အတိုင်း go and do likewise ထိုနည်းတူသင်လည်းပြုလောဂျာနာတို့အားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ